ယေရှုကိုနတ်ဆိုးဆွဲတယ်လို့ဆွဆွဲတယ်သူကနတ်ဆိုးရဲ့တကူနဲ့လှုပ်တယ်လို့ပြောလိုက်မိတာအဲ့ဒါတန်ရှင်သောဝိညာဉ်တော်ကိုကဲ့ရဲ့ခြင်းဝိညာဉ်တော်ဗိတ်သိက်တကူနဲ့အလုတ်လုတ်ပြီးအမှုတော်ဆောင်အစေခံနေတဲ့ဆရာသမားတွေကိုဒီလူတွေကနတ်ဆိုးပါမိစ္ဆာတွေပါလှည့်ဖျားတဲ့ပရောဖက်တွေပါလို့ပြောဆိုခြင်းကဒီစုကိုပေးပြီးတော့ဒီလိုသုံးတဲ့တန်ရှင်သောဝိညာဉ်တော်ကိုဓာတ်ရိုက်စော့ကားခြင်းဖြစ်တယ်အဲ့ဒီသူကအမင်္ဂလာဖြစ်သွားတယ်ယခုဘဝကိုနောင်ဘဝကိုအပြစ်ခွင့်လို့ခြင်းမရနိုင်ဝိညာဉ်တော်ကိုဓာတ်ရိုက်သွားခဲ့ရတာမို့လို့ဝိညာဉ်တကူနဲ့လှုပ်တဲ့သူ့ရဲ့လှုပ်ရက်ကိုနားမလည်နိုင်လို့ဝေဖန်လိုက်မိတာပြောလိုက်မိတာအမင်္ဂလာကိုကိုယ့်ရဲ့မိသားစုမှာတကားဖွင့်ပေးလိုက်တာမကြမ်းမမှချင်းတဲ့အနာရောဂါစိုးတွေကိုမိသားစုမှာတကားဖွင့်ပေးတာဝိညာဉ်တော်တကူနဲ့အမှုဆောင်တဲ့ပုံကိုယ်တွေကိုအဲ့လိုမကောင်းတာပြောတဲ့အဖွဲ့တွေကသူတို့မိသားစုထဲမှာလေကုရခတ်တဲ့ယောဂါတွေဖြစ်တယ်ပြီးတော့ဘလောက်ကုမပြောက်တဲ့ယောဂါတွေဖြစ်ယောဂါကခဏလေးမဟုတ်ဘဲနဲ့နာတာရှိယောဂါတွေသူတို့ရဲ့မိသားစုမှာဖြစ်တယ်အတိတ်တာဆုံးအနည်းဆုံးကဘာဖြစ်လဲဆိုတော့ဝေဖန်တာကအဖေနဲ့အမေကဝေဖန်လိုက်တာဒါပေမဲ့အဲ့ဒီဝေဖန်တဲ့အကျိုးဆက်နဲ့အပြစ်ကကိုယ့်ရဲ့သားမှာသွားထိပြီးတော့လေတချို့ကလေးတွေယောဂဝေဒနာအသေးအံခံစားပြီးတော့မကြာခဏဆေးရုံပြေးရတာမျိုးကဘာလို့ဆိုတော့မိဘတွေကဒီတရှင်တော်ဝိညာဉ်မှာပိတ်တိတကူနဲ့လုံနေတဲ့ပုံကိုယ်တွေကိုစော်ကားမိလိုက်တာအပြစ်တင်မိလိုက်တာဝေဖန်လိုက်မိတာတော့တခေရှုကဒီချိန်မှာစကားတကူထွက်လာမင်းတို့ခမီးတော်ကိုပြစ်မိုင်းအောင်ငါဖွင့်လို့ပေးနိုင်အောင်ငါ့ကိုပြစ်မိုင်းအောင်ငါနားလေပေးနိုင်တာတန်ရှင်တော်ဝိညာဉ်တော်ကိုကဲ့ရဲ့တဲ့သူယခုဘဝကိုနောင်ဘဝကိုအပြစ်ခွင့်လို့ခြင်းကိုမရဘူးဆိုတာဘာကြောင့်ပြောလဲဆိုတော့ယေရှုကိုနတ်ဆိုးပါလို့ပြောပြီးတခင်ယေရှုကနတ်ဆိုးတကိုးနဲ့ဘေလာစေဘူးလားကိုအမိပြုပြီးတော့နတ်ဆိုးတွေကိုနှင်ထုတ်တယ်လို့ပြောလို့ဒါဆိုတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဗိတ်သိက်တကိုးနဲ့ဝိညာဉ်တော်ရဲ့စုကျေးဇူးနဲ့ဝိညာဉ်တော်ရဲ့အသုံးပြုခြင်းကြောင့်တကိုးနမိတ်လက္ခဏာအနာရောဂါငြိမ်းခြင်းနဲ့ပရောဖက်ပြုချက်တွေကိုဟောပြောဝင်ကနေဆရာသမားကိုတိုက်ခိုက်လိုက်တာတန်ရှင်တော်ဝိညာဉ်တော်ကဘယ်လိုတတ်မလဲဒီကောင်ငါ့ကိုလာ fight သူ့မလို့ငါ့ကိုမကြောက်မလန့်နဲ့လာပြီးတော့ကဲ့ရဲ့အပြစ်တင်နေတာအဲ့တော့ယေရှုကပြောတယ်ကြိုက်တဲ့အပြစ်ဆိုရင်လည်းနားလည်မှုအနေနဲ့ခွင့်လွှတ်ပေးနိုင်တယ်လို့ဝိညာဉ်တော်ကတော့မကဲ့ရဲ့မိစေတယ်ဘာလို့ဒီစကားပြောလဲအဲ့ဒီဖာရိရှေတခင်ရှုကပြောတာမင်းတို့လည်းအခုငါ့ကိုဘာပဲလှုပ်လို့အပြစ်တင်ချောင်းချောင်းပြောဆိုနေတဲ့ဘက်တွေမင်းတို့တန်ရှင်သောဝိညာဉ်တော်ကိုပြစ်မှားနေတာတချို့ကလေဝိညာဉ်တော်ကိုပြစ်မှားလို့ပြစ်မှားမသိဘဲနဲ့ဂုံယူနေတဲ့အဖွဲ့ရှိတယ်လားအဲ့ဒီဝေဖန်တိုက်ခိုက်တာနော်အဖွဲ့နဲ့လို့တော့တယောက်တည်းမဟုတ်ဘူးဟာသူတို့ကလေစိတ်သဘောထားချင်းတိုက်ဆိုင်တဲ့အဖွဲ့တွေရှိတယ်ဒီပုံကိုယ်တွေကိုမကြိုက်တဲ့သူတွေကတယောက်ကအဲ့ဒါကိုတင်တယောက်ကရီစရာမောစာနေနဲ့ဟာသားတွေပြန်ရှဲဟာပြီးသူတို့အချင်းချင်းကလေဇုံးနေနဲ့ခေါ်ပြရတယ်ပြန်တဲ့အပြက်အလန်ဒီဘိတ်တွေဘာတွေလို့အမေးအဖြေလေးတွေနဲ့ပတ်သက်ပြီးလို့ကျွန်တော်တို့ကတော့ဒီကျွေးဝါချင်းအကြောင်းကျမချမ်းသာဒေသနာတွေကိုမကြိုက်ပါဘူးပြီးရတယ်ဒီကာလမှာစုကျေးစုတွေအနာငိမ့်တာတွေနတ်ဆိုးလက်ကလုံမြောက်တာတွေဒါမျိုးတွေကလုံးဝမရှိပါဘူးမဟုတ်တော့ပါဘူးစသည်တော့ဒါတွေကိုတော့လက်မခံတော့ဘဲနဲ့လုံးဝအကျဉ်းတွင်းတိုက်ခိုက်ပြီးတော့ဒါကိုလုံးဝအသေးစိတ်ရှင်းကြအကုန်ယူနေတာငါအဲ့ဒီဆရာအမောက်သိခဲ့လိုက်တာငါတို့အဲ့ဒီအတင်းကိုအမောက်သိခဲ့တယ်ငါတို့အဲ့ဒီဆရာမကိုအမောက်သိခဲ့တာတော့အဲ့ဒါအမောက်သိတာမဟုတ်မိသားစုတွေမှာယောဂါကိုခေါ်နေတာကျမ်းမာခြင်းလာပါလို့ခေါ်တာမှာယောဂါလာပါနာတာရှိယောဂါလာပါကဲယောဂါတွေလာပါယောဂါဆိုးတွေလာပါပြဿနာတွေလာပါစင်မပြေမှုတွေလာပါချိန်ချင်းတွေလာပါအမင်္ဂလာတွေလာပါခေါ်နေတာတချို့အခြားသောဘာသာစကားတော့ပြောင်းနေအဖွဲ့ရှိရနော်နတ်ဆိုးစကားလို့ပြောတယ်အေးအခြားသောဘာသာစကားတော့ဝင်လာပွင့်ကြတာအခြားသောဘာသာစကားပြောပြီးတန်ရှင်သောဝိညာဉ်ရဲ့စကားပြောတာကိုတော့မှနတ်ဆိုးစကားလို့ပြောတဲ့သူအဲ့ဒါကဝိညာဉ်တော်ကိုကဲ့ရဲ့တဲ့အဖွဲ့တွေနားမလည်တဲ့ပါစကလေးပြထားလိုက်ပါဘာမှမပြောပါနဲ့ကျန်တာတော့ fight တဲ့ပြဿနာမဟုတ်ဘူးဝိညာဉ်တော် fight ရင်ခင်ဗျာမျိုးတုံးလိမ့်မယ်တန်ရှင်သောဝိညာဉ်တော်ကို fight လိုက်ရင်ကိုယ်ပဲဒုက္ခရောက်မှာနော်တချို့အဲ့ဒါအဟုတ်ထင်တာပြောချင်တာရှောက်ပြောတာတန်ရှင်သောဝိညာဉ်တော်နဲ့ပတ်သက်စကားကြုံလစ်မှာနော်နှုတ်ကပတ်မှာပြောတယ်ဝိညာဉ်တော်ကိုတွားပြီးတော့မကဲ့ရဲ့မိစီနဲ့အခုတချို့ဝိညာဉ်ရမှာလေမာနရှိတဲ့ဖွဲ့ကြီးတာဝိညာဉ်မာနဟိုကျွန်တော်တို့ဝိညာဉ်ကောင်းဆောင်လေးဆိုရင်ဖျားကြခုမြန်မာပြည်မှာအကြီးကျယ်သုံးတာမှာကဘာတွေထိသုံးနေဒါကိုလည်းတော့မကြိုက်ပြန်ဘူးထပ်ဖိုက်ပြန်အောင်မင်းတို့ဒီစင်ပေါ်မှာမတက်ရတဲ့ဘုရားသုံးတယ်လို့ခေါ်တာလားလူများရှိမှတရားဟောတိုင်းဟိုခေါ်တာလားပြီးလာလိုက်တဲ့ဒါခရစ်ယာန်ကြားဖြတ်နေဆိုအဲ့ဒီခရစ်ယာန်ကြားဖြတ်နေပါလို့ပြောတဲ့ဖွဲ့ပါတော့ငွေနဲ့ပတ်သက်အလိမ်ပြန်ခံရတာအဲ့မှာဖျားခင်ပြောလို့မှတ်ပြီလားကြားဖြတ်ဆိုတာဒါမှအစ်စ်ကွာအဲ့မှာအလိမ်ခံရတချို့မှုလို့ဆောင်လေမြိတ်မြက်ခွနဲ့တင်တာဗာတင်တယ်မှတ်တော့ပါပြီပါရာလေးလက်ကုံရှိတာလေးလက်ကုံကုန်ပြီဘလို့ကုံသွားလဲဆိုဒုတိယယောက်ကအလူငွေလေးပို့ချင်လို့ကေပီနံပါတ်တောင်းဝေပီနံပါတ်တောင်းဖုန်းနံပါတ်ပေးလိုက်တယ်ပေးလဲပေးပြီးတော့ဒီကပတ်စံလွှဲဖို့တော့ကုတ်နံပါတ်6လုံးလုပ်နေတာကုတ်နံပါတ်6လုံးနဲ့အခုကြားတာလေးပေးပါလို့မသိဘူးအဲ့ကုတ်နံပါတ်6လုံးနဲ့ပြီးတော့ကိုယ်ထဲမှာရှိတဲ့အကောက်ပါသွားရောလက်သွားရောတချို့သူရှိတယ်ငါမင်းတို့လုပ်နေတဲ့သာသနာမှာပေးချင်တာအမေရိကန်ဒေါ်လာတွေဘလောက်ရှိပါတယ်ဘလောက်မီလီယံတွေရှိပါတယ်ယောက်ျားလည်းဆုံးသွားပြီတွားလေးရှင်သားကင်ဆာနဲ့စေးုံတက်နေရအဆင့်လေး
stay full မျောလေးချက်မရှိတော့တားလည်းမရှိအမွေစက်ကံမဲ့သူမရှိတော့မင်းတို့လုပ်တဲ့တာသနာမှာငါလှူခြင်းနဲ့ပေးခြင်းနဲ့နော်တီးတာဆက်သွယ်ပေးပါလို့ဆိုတော့တော်လဲဆိုအော်တလောက်များတဲ့ပတ်စံတွေရတော့မှာအဲ့ဒါနဲ့ဆက်လက်ဆက်သွယ်ပေါ့အရင်ဆုံးအာမခံကြီးသွင်းရမယ်85သိန်းသွင်းသိန်း100သွင်းသိန်း200သွင်းဆိုသိန်း200တော့သွင်းလိုက်တာပြန်ရသိန်းကိုတောင်းနဲ့ရှိမဟုတ်သိန်းတောင်းနဲ့ချီပြန်ရမှာဆိုတော့ဟိုသိန်း200လောက်ကရှာပြီးပို့လိုက်တာမလေးဟိုက thank you လုပ်ပြီးဘလော့ချသွားရောဘာလုပ်ရမလဲဘယ်မှာလိုက်ရမလဲဘာမှလိုက်လို့မပါသွားပြန်ပြီအမှုတော်ဆောင်အလိန်ခိုင်းရတက်ကစ်ရှိခဲ့တယ်နော်ပါသွားတာပတ်စံနေတယောက်ကလည်း85တဲ့တယောက်ကလည်း200တယောက်ကလည်း100တချို့ဆိုအတင်းတော့ဘာနာတွေထုတ်ပြီးတော့တခါလေးပေးသွားပြီးအလိန်ခံရတာမှတ်ပြီလားအဲ့ဒါမှကြားဖြတ်အစစ်အခုကြွယ်ဝချင်းကြောင်းပြောတဲ့ဆရာကျော်တော့ပဲလေဒါခရီးယန်ကြားဖြတ်နေပါနောက်ဆုံးသူတို့ကပဲကြွယ်ဝသွားတယ်အတင်းသားတွေဆင်းရဲသွားမဟုတ်ဘူးအတင်းတော့မတကယ်လာကြည့်လိုက်အမှုတော်ဆောင်တွေပဲကြွယ်ဝတာမဟုတ်လို့ယုံကြည်သူတွေကပိုကြွယ်ဝလာပိုကောင်းကြီးခံစားလာရတာဒီဆရာတွေပေးလို့ဆင်းရဲသွားတာမဟုတ်ဘူးဒီဖယားဖိတ်သိရှိတဲ့လူနဲ့ဖယားလူကိုပေးနေတော့ပိုကောင်းကြီးတွေရလာတာအရင်တော့ကနေမတူ financial breakthrough တွေဖြစ်လာတာငွေချင်းမှာစိုးစံတဲ့ပုံစံတွေဖြစ်လာတာသူတို့သိထားတာပေးလိုက်တော့ဒီဆရာတွေပဲချမ်းသာဝါနောက်ဆုံးသူတို့ကိုပေးတဲ့သူတွေပဲမွဲသွားတယ်သူတို့အဲ့လိုတင်တာမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်ပေးကမ်းချင်းကြောင်းပြောရင်ဒါခရီးယန်ကြားဖြတ်နေလို့သတ်မှတ်လာကြတယ်အနာငင်းချင်းကျမ်းမာချင်းသူတို့မကြိုက်တော့အောင်မြင်ချင်းကြောင်းပြောရင်သူတို့မကြိုက်တော့အဲ့ဒါတွေအားလုံးပါလေသိလားတန်ရှင်တော်ဝိညာဉ်တော်ကိုကဲ့ရဲ့တော်အပြည့်ရှမတဲ့ခရစ်ဝင်ကျမ်းခန်းကြီး7နဲ့အငယ်31 30ထို့ကြောင့်ငါဆိုသည်ကပြစ်မှားသောအပြစ်ဖယားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့်လွတ်စေခြင်းအခွင့်ကိုလူတို့သည်ရနိုင်ကြ၏ဝိညာဉ်တော်ကိုကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကိုလူတို့သည်မရနိုင်ကြလူသားကိုနှုတ်ဖြစ်ပြစ်မှားသောသူ၏အပြစ်ကိုလည်းလွတ်နိုင်၏တန်ရှင်သောဝိညာဉ်တော်ကိုနှုတ်ဖြစ်ပြစ်မှားသောသူ၏အပြစ်ကိုယခုဘဝနောင်ဘဝ၌မလွတ်နိုင်စမိတဘာကျမ်းလေးဖတ်ချင်ပါတယ်ထို့ကြောင့်သင်တို့အားငါဆိုသည်ကလူတို့သည်ဖယားသခင်ကိုစော်ကားပြောဆိုခြင်းနှင့်အပြစ်ဟုသမျှတို့အတွက်ခွင့်လွှတ်ခြင်းကိုခံရမည်ဖြစ်တော်လေဝိညာဉ်တော်ကိုစော်ကားပြောဆိုခြင်းအတွက်မူကားခွင့်လွှတ်ခြင်းကိုခံရမည်မဟုတ်လူသားအပေါ်စန့်ကျင်သည့်စကားကိုပြောဆိုတော်သူသည်ခွင့်လွှတ်ခြင်းကိုခံရမည်ဖြစ်တော်လေတန်ရှင်သောဝိညာဉ်တော်ကိုစန့်ကျင်ပြောဆိုတော်သူသည်ကယခုဘဝ၌ဖြစ်စေနောင်ဘဝ၌ဖြစ်စေခွင့်လွှတ်ခြင်းကိုခံရမည်မဟုတ်တခင်ရှုပါရောက်ဒီစကားကိုပြောရတာလေယေရှုဘာအတိတ်ပဲနဲ့ဒီစကားကိုပြောရတယ်ဒီဘဲအချိန်မှာဒီစကားပြောထွက်ခဲ့တာလေတပည့်ဒီစကားကဘသူ့ကိုရည်ရွယ်တာတောင်ကျွန်တော်လေးရရနားမကြားတဲ့သူစကားမပြောနိုင်တဲ့သူသူ့ရဲ့အထဲမှာဒီနတ်ဆိုးရှိနေတခင်ရှုရတယ်အဲ့ဒီလူရဲ့အထဲကနတ်ဆိုးကိုလည်းနှင်ထုတ်ကိုစကားပြန်ပြောတယ်အဲ့ဒီလူကနားပြန်ကြားသွားတယ်ဖာရိရှဲတို့ဒီကြားလေဣတုတိနတ်ဆိုးမင်းဗေလစီဗလာကိုအမိပြု၍တာနတ်ဆိုးကိုနှင်ထုတ်တီဟုဆိုကြ၏ဒီဘက်ကတခင်ရှုဒီချိန်မှာလှုပ်သွားတယ်နတ်ဆိုးလက်ကလွတ်မြောက်တဲ့နမိတ်လက္ခဏာနတ်ဆိုးနေလို့ချင်းသည်တခင်ရှု deliverance လုပ်တဲ့အရာတွေကနတ်ဆိုးရဲ့တကူးကြောင့်လှုပ်တယ်လို့ဆွဆွဲတာနတ်ဆိုးကြောင့်ဖြစ်တယ်နတ်ဆိုးရဲ့တကူးကြောင့်လှုပ်တယ်ပြီးယေရှုကနတ်ဆိုးဆွဲတယ်လို့သတ်မှတ်ပြတာဘယ်မှာကျွန်တော်တို့တွေ့ရမလဲဆိုရင်မာကုခန်းကြီး3အဖေကြောင့်ဤတို့မိတ်တော်တရင်မူကကိုရောဒီညညူးသောနတ်ဆိုးဆွဲတော်သူဖြစ်တယ်ဆိုကြတယ်တကယ်တော့ညညူးသောနတ်ဆိုးကယေရှုမဟုတ်အဲ့ဒီအပွဲတွေအဲ့ဒီကျမ်းတဲ့ပုဂ္ဂိုလ်အဲ့ဒီဖာရိရှဲတွေတီးပြီးခေါင်းကြီးနေတယ်အဲ့ဒီပွဲတွေကမှတကယ်နတ်ဆိုးသူတို့အထဲမှာရှိတဲ့နတ်ဆိုးကယေရှုကို fight တာစကလုံးနဲ့လှမ်းတိုက်တာမသိဘူးကပြောင်းပြန်ပြင်းတယ်ယေရှုကိုနတ်ဆိုးလို့မြင်တယ်ယေရှုကနတ်ဆိုးအဲ့ဒီကောင်နဲ့နတ်ဆိုးဟေဘရဲခန်းကြီး30အငယ်29လေးကိုကျွန်တော်တို့ကြည့်ရှင်းပါတယ်ဟေဘရဲခန်းကြီး30အငယ်29လေးကိုကျွန်တော်တို့ကြည့်ချင်တယ်ထုံညမကဖယားသခင်သားတော်ကိုခြေဖြစ်ကြော်နှင်းလျက်မိမိကိုစင်ကြယ်စေသောဗြိဉ္ဉ်တရား၏အသွေးကိုအပြစ်တင်လျက်စုကျေးစုကိုပေးသောဝိညာဉ်တော်ကိုမတိမဲ့မြင်ပြုလျက်ရှိသောသူသည်အဘယ်မျှလောက်ကြီးသောဒဏ်ကိုခံထိုက်သည်ကိုသင်တို့ထင်ကြသည်။ငါသည်အပြစ်တရားကိုစီရင်ပိုင်၏။စမီတမန်ကျမ်းလေးလည်းကျွန်တော်တို့ဖတ်ချင်ပါတယ်။ဘာလို့ဆိုကျွန်တော်တို့စမီတမန်ကျမ်းမှာရေးတဲ့အရာလေးလည်းတော်တော်လေးရှင်းလို့ဖြစ်တယ်။ဟေဘရဲခန်းကြီး30အငယ်20မှာကိုတို့ဖြစ်လေဖယားခင်သားတော်ကိုနင်းချီ၍မကြည့်တော့
ဟိုမှာကခြေဖြစ်ကြော်နေတယ်ဒီမှာကျတော့နင်းချီတယ်နင်းချီတယ်ဆိုစကလုံးတင်တိမထင်နဲ့နော်ခြေတောင်းလို့လုံးဝလေကြိတ်ပြီးတော့ခြေထဲပလိုက်တာနင်းခြေပလိုက်တာရိုးရိုးနင်းတာမဟုတ်နော်ကြော်မိသွားတာမဟုတ်ကြော်တာတော့မှတော့ခွပဲခွပြက်သွားမနေအခုဒီမှာစံမီတမန်ကြကပြနင်းခြေပြက်တာမိမိအားတန်ရှင်သောဗြိဉ္ဉ်ဆိုင်ရာအသွေးတော်ကိုမစင်ကြယ်သည့်အရာဟုမှတ်လျက်ကြီးအသွေးတော်ကိုပြစ်မှားတာဒီအသွေးတော်ကိုတဲ့မစင်ကြယ်ဘူးလို့တတ်မှတ်လာတာအသွေးတော်ကိုပြစ်မှားတယ်ပြီးရင်ကျေးဇူးတော်နဲ့ဆိုင်သောဝိညာဉ်တော်ကိုမထီမဲ့မြင်ပြုတော်သူသည်တန်ရှင်သောဝိညာဉ်တော်ကိုမထီမဲ့မြင်ပြုတော်ကပို၍ကြီးလေးသောအပြစ်ဒဏ်ခံထိုက်သည်ဟုသင်တို့ထင်ကြသည်။အကြည့်တန်ရှင်သောဝိညာဉ်တော်ကိုမထီမဲ့မြင်ပြုတာစုကျေးဇူးပေးတယ်တဲ့ဝိညာဉ်တော်ခြေဖြစ်ကြော်နေနဲ့ကြော်တယ်ဆိုတဲ့အထိပ္ပယ်တော့တန်ဖိုးမထားတာလေဥပမာပေါ့ကျွန်တော်တို့တန်ဖိုးရှိတဲ့အရာတခုဆိုကြော်မှာမို့ဟဲနင်တို့လည်းဒီမှာမထားနဲ့လေအပေါ်မှာတိကျတင်တာရော့ကြော်ပလိုက်တယ်ဆိုတော့အထိပ္ပယ်တန်ဖိုးမထားတာဒီတန်ဖိုးကိုနားမလဲတာအဲဒီမှာကျတော့ဆာမီတမန်ကျမ်းမှာပြောလို့ကြောင့်ခြေထောက်နဲ့နင်းခြေပလိုက်တာအထိပ္ပယ်ကတန်ဖိုးမထားတာတော့မဟုတ်တော့ဘူးစိတ်ဓာတ်ကတော့ရုပ်မာသွားပြီနင်းခြေပလိုက်တာရိုးရိုးတန်ဖိုးမထားတာတော့မဟုတ်တော့ဘူးနော်ဒါနဲ့ပတ်သက်ပြီးလုံးဝအလေးနဲ့မထားပဲမထီမဲ့မြင်ပြုတာတန်ရှင်သောဝိညာဉ်တော်ကိုကဲ့ရဲ့တဲ့အပြစ်ဝိညာဉ်တော်ကိုမထီမဲ့မြင်ပြုတဲ့အပြစ်စုကျေးဇူးပေးတဲ့တန်ရှင်သောဝိညာဉ်တော်ကိုတဲ့မထီမဲ့မြင်ပြုတာတချို့တွေပြောတယ်အနာငင်းတာတည်းမရှိတော့ဘူးလေတမန်တော်ဝတ္ထုကိုကြည်လိုက်တမန်ဝတ္ထုအဆုံးနေမှာကစုကျေးဇူးကြောင့်မပါတော့ဘူးရှင်ဘောလူတို့အဖမ်းခံတဲ့ကိစ္စသင်္ဘောပြတ်တဲ့ကိစ္စဒါတွေပဲပါတော့တယ်စုကျေးဇူးတွေကွယ်ပြောက်သွားပြီပရောဖက်တွေကွယ်ပြောက်သွားပြီ no ဘယ်မှာလဲအဲ့ဒီစုကျေးဇူးမရှိတော့ဆိုကျမ်းစာတွေလာပြတချို့သူတို့ထင်ရပဲယူပြီးတော့လေစုကျေးဇူးတမန်တော်ခင်မာတွေကကွယ်ပြောက်တယ်ဒီနေ့ဒီမှာစုကျေးဇူးမရှိတော့ဒါဆိုခုစုကျေးဇူးနဲ့လှုပ်တာအားလုံးနတ်ဆိုးပါလို့ပြောကြတယ်စုကျေးဇူးပေးတဲ့ဝိညာဉ်တော်ကိုကဲ့ရဲ့တဲ့ဖွဲ့တွေစုကျေးဇူးပေးတဲ့တန်ရှင်သောဝိညာဉ်တော်ကိုမထီမဲ့မြင်ပြုခြင်းစုကျေးဇူးတွေနဲ့အလုံးလုံးတဲ့ပုံကိုယ်တွေကိုဝေဖန်မိခြင်းတန်ရှင်သောဝိညာဉ်တော်ရဲ့ဗိသိက်တကူနဲ့အစေခံတဲ့ပုံကိုယ်တွေကိုကဲ့ရဲ့အပြစ်တင်လိုက်မိခြင်းကပါလေသလားတန်ရှင်သောဝိညာဉ်တော်ကိုကဲ့ရဲ့ခြင်းဒါဆိုအဲ့ဒီသူတွေကလည်းကြီးလေးတဲ့အပြစ်ဒဏ်ကိုခံရတယ်ယခုဘဝမှာကောနောင်ဘဝမှာကောအပြစ်ခွင့်လွှတ်ခြင်းကိုမရနိုင်ဒါဆိုဖာရိရှဲအဖွဲ့တွေတတိထားကိုကျမ်းစာတိပါဒေလို့ထင်ရတဲ့အဖွဲ့တွေကဲဆိုတော့ကျမ်းစာလောက်ပဲတိထားတာလေတမန်တရားနဲ့နှုတ်ကပတ်တော်ထဲမှာရှိတဲ့နတ်နေရာတွေကိုမသိတာဟုတ်ဝိညာဉ်တော်ကိုလက်မခံမှာတော့ဝိညာဉ်တော်ဘာဖွင့်ပြလို့ရမှာလဲရေးထားတဲ့ဟာပဲနားလည်မှာဗောဒီထဲကနေဖျားခင်ကရီမာပေးခြင်းနဲ့ဖွင့်ပြချက်တွေပေးခြင်းနဲ့ revelation တွေပေးခြင်းနဲ့မရအောင်မရအဲ့ဒါတွေမရှိတော့ရောက်ဖျားခင်စကားပြောရင်မင်းတို့ကိုညာတော့မယ်လိန်တော့မယ်ဖျားစကားပြောတော့မရှိတော့ဘူးလို့ပြောတဲ့အဖွဲ့တွေဖျားရဲ့နှိုးဆိုလို့ prophet ပြုရင်ဒါတွေကအတုရောက်နေပါလို့ပြောတဲ့အဖွဲ့တွေအဲ့ဒီအဖွဲ့တွေကြီးလိုက်မိန်းမစီယုံပိုးရတာနဲ့တားစီယုံပိုးရတာနဲ့တေလိုက်အဲ့ဒါအသေးစိုးနေပဲတေးတာဖြစ်လိုက်တဲ့ဒုက္ခပြဿနာကြံ့ကြံ့ဖန်ဖန်ဖြစ်တာရိုးရိုးဖြစ်တာမဟုတ်ကြံ့ကြံ့ဖန်ဖန်ဖြစ်တန်ရှင်သောဝိညာဉ်တော်ကိုကဲ့ရဲ့တယ်ဆိုတာကလောက်ရမုံလို့ဇကားကိုပြောတာဒီပါဇက်ကနေထွက်လိုက်မိတာကြောက်ဒီထဲမှာတချို့ရရှိရသေးလားအရင်တော့ကဖျားပိတ်သိရှိပြီးဖျားဝိညာဉ်တကူနဲ့လှုပ်လို့သူကိုမသိပဲကွာဖိုက်ခဲ့မိတာကိုကမဖိုက်ဒါပေမဲ့သူများတင်တော့အမြဲတမ်းဝင်ကြည့်မိတာဒါမှဝင်ကောမိတာဒါမှကွန်မဝင်မှန်းမိတာဒါမှဝင်ရှဲမိတာဒါမျိုးတွေရှိလိမ့်မယ်အဲ့ဒါတွေကပါလေသေးလားသူနဲ့သူတတ်သားတကူနဲ့တော့ပေါင်းပြီးဒီအင်ပါယာမှာတော့ပါလိုက်တာစန့်ကျင်တော်လန်ပုံကံကြသူများဆိုတဲ့အထဲမှာသွားပြီးဗြိဉ္ဉ်ဖွဲ့လိုက်တော့အဲ့ဒီအကျိုးဆက်အဲ့ဒီကြရက်ကသူတို့မှအကုန်ထားတာတန်ရှင်သောဝိညာဉ်ကိုကဲ့ရဲ့တယ်စော်ကားတယ်ဆိုတာကဘဝမှာအန္တရာယ်များတဲ့ကိစ္စဖြစ်တယ်အန္တရာယ်ကြီးလုံးတယ်အယံအန္တရာယ်များတယ်ဒါကျွန်တော်တို့ဘဝအတ္တမှာအထူးသတိထားရမှာစုကျေးဇူးဗိတ်တိတကူတန်ရှင်သောဝိညာဉ်ရဲ့တကူနဲ့အလုံးလို့အစီခံတဲ့သူတွေကိုနတ်ဆိုးပါနတ်ဆိုးဆွဲတဲ့သူတွေပါဒါတွေကနတ်ဆိုးရဲ့တကူပါဟလာဖျားပဲကျမ်းမာခြင်းပေးနိုင်တာမဟုတ်နတ်ဆိုးလည်းကျမ်းမာခြင်းပေးနိုင်တာပဲဖျားပဲကောင်းကြီးပေးနိုင်တာမဟုတ်စာရန်လည်းကောင်းကြီးပေးနိုင်တာပဲဆိုတဲ့အဖွဲ့တွေအဲ့ဒီအဖွဲ့တွေဖျားပဲစကားပြောနိုင်တာမဟုတ်စာရန်လည်းစကားပြောနိုင်တယ်ပဲကျမ်းမာခြင်းချမ်းသာခြင်းကြွယ်ဝခြင်းဆိုတာကစာရန်လည်းပေးနိုင်တာပဲနော်ဖျားသားမိုင်းကြွယ်ဝမယ်ဆိုတာအထိပ္ပယ်မှမရှိတာစာရန်တော့သခင်ရှုကြည့်အောင်လေကောင်းကင်ဒီမှာဒီတိုင်းနိုင်ငံရဲ့ဘုံစည်းစိမ်တွေပေးမယ်ဆိုတော့စာရန်လည်းလောကီစည်းစိမ်ပေးနိုင်တယ်အဲ့ဒီဖွဲ့တွေကိုပြောတာပါယူယူလေးပါပဲတချို့တွေနှံ့ကြောဖို့ကောင်းတယ်ကျန်းစာတက်ပြီးတော့ဖျားတော့မသုံးတော့အလကားအရေးချင်းတွေကဖျားဘုံလည်းမထင်ရှားအောင်
ပြီးတော့မိသားစုတွေမှာသူကဒူးစိုက် music နဲ့အမင်္ဂလာကိုစိုက်ပျိုးခဲ့တာမိသားစုမှာအမင်္ဂလာတကားတွေဖွင့်ပေးခဲ့တာအဲ့ဒါကမဆုံးရှုံးသင့်ပဲနဲ့ဆုံးရှုံးတာတခါတည်းရကြနေလက်ညှိုးလေးပဲထိုးလိုက်မိရတော့အဒုက္ခရောက်တာရေရောပေါင်ကပရောဖက်ကိုဘာပြောလဲအေးအဲ့ဒီပရောဖက်ကိုဖန်ဆန်းလို့လက်ညှိုးထိုးလိုက်တာအဲ့လက်ပြန်ရုပ်လို့မရတော့ဒီလက်တစ်ဖက်ကလည်းတွေးချောက်သွားတယ်ဒီလက်ကြီးလှုပ်လို့မရတော့အကျော်တိတ်သွားတာအဲ့လက်ကပြန်ရုပ်လို့မရတော့ဒီပရောဖက်ကပြန်ဆူတောင်းပြီးမှတွေးချောက်ပြီးတိတ်သွားတဲ့လက်အကျော်တွေတိတ်သွားတဲ့လက်ကပြန်လှုပ်လို့ရတာတချို့အမှုတော်ဆောင်တွေလက်ညှိုးထိုးတဲ့ဘက်တွေမချင်ခမတွေးချောက်မယ်နော်တိတ်သွားလိမ့်မယ်နော်အကျော်တွေကတ်ကုန်လိမ့်မယ်တော်မလုံးနဲ့ Facebook မှာစာတင်ပြီး fight နေတဲ့ဘက်တွေလက်တွေပါတွေအကျော်ကတ်ကုန်မှာအဲ့ဒါလေဖြတ်သွားမှစေခံသွားပြနေမှာတမားတော်တွေကုနေရမယ်တချို့ကကိုဒုက္ခကိုရှာတာကိုအမင်္ဂလာကိုယူတာဒါကြောင့်တန်ရှင်သောဝိညာဉ်တော်ကိုကဲ့ရဲ့တယ်ပြင်မာတယ်ဆိုတော့ကဝိညာဉ်တော်ကိုတိုက်ရိုက်စော်ကားတာမဟုတ်ပဲနဲ့တန်ရှင်သောဝိညာဉ်တော်ရဲ့စုကျေးဇူးဝိညာဉ်တော်ရဲ့ပိဋိတကူနဲ့အစီခံတဲ့ပုံကိုယ်တွေကိုဝေဖန်အပြစ်တင်ပြီးတော့ဆဲဆိုခြင်းချိန်ချောက်ခြင်း